အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့အလားပါနဲ့ဆိုင်တဲ့အကြောင်းအရာတွေကိုနေ့စဉ်ပုံမှန်တင်ဆက်ပေးနေတဲ့ Beauty Insight Content ရဲ့ admin ကိုခန့်ဖြစ်ပါတယ်ကျွန်တော်ဒီနေ့ပြောပြပေးမယ့်အကြောင်းအရာကတော့ဝက်ချံအမာရွတ်တွေနဲ့ပတ်သက်ပြီးတဘာဝပစ္စည်းတွေကိုသုံးနေတဲ့ကျွန်တော်ရဲ့ audience တွေမိတ်ဆွေတွေကိုသိတဲ့အကြောင်းအရာလေးတွေကိုပြောပြပေးလို့ရင်းဖြစ်ပါတယ်ကဲဒါဆိုရင်စလိုက်ရအောင်ဝက်ချံအမာရွတ်အတွက်တံမြာသီးတို့သွားတိုက်ဆေးတို့သုံးကြည့်ဖို့လမ်းညွန်ခံရဘူးလားကျွန်တော်ကတော့ခံရဘူးတယ်တကယ်တော့ဒါတွေကအသားရည်ကိုပိုဆိုးစေနိုင်ပါတယ်တံမြာသီးကအက်ဆစ်ဓာတ်များပြီးအသားရည်ကိုနေလောင်တဲ့ပိုခံရစေတယ်သွားလိုက်ဆေးကတော့အသားရည်ကိုခြောက်သွေ့စေပြီးရားရန်စေတယ်ဒါကြောင့်ဒီနည်းလမ်းတွေကဝက်ချံအမာရွတ်ကိုပျောက်ကင်းအောင်မကူညီနိုင်တဲ့အပြင်အသားရည်ကိုပိုပြီးထိခိုက်စေနိုင်တယ်ဝက်ချံအမာရွတ်တွေအတွက်တကယ်ထိရောက်တာက target cosmetic တွေပဲဥပမာနာယာစီနမိုက်ပါတဲ့စီရန်တွေကအမာရွတ်တွေကိုမေးမိန်စေပြီးအသားရည်ကိုညီညာစေတယ်ဗီတာမင် C စီရန်ကအသားရည်ကိုကြည်လင်စေပြီးအမာရွတ်တွေကိုသက်သာစေတယ်ဒီ product တွေကသိပ္ပံနည်းကျဖော်ဆက်ထားတာဖြစ်လို့အသားရည်တွေကိုထိရောက်စွာစိတ်ဝင်ပြီးအမာရွတ်တွေကိုအတွင်းပိုင်းကနေပြုပြင်ပေးနိုင်တယ်။တဘာဝပစ္စည်းတွေလိုအသားရည်ထိခိုက်စေတာမျိုးလည်းမရှိဘူး။ဒါကြောင့်ဝက်ချံအမာရွတ်တွေအတွက်တဘာဝပစ္စည်းတွေနဲ့အချိန်မကုန်ပါနဲ့မှန်ကန်တဲ့ target cosmetic တွေကိုရွေးချယ်ပြီးကြည်လင်တဲ့အသားရည်ကိုပိုင်ဆိုင်လိုက်ပါ။တင်ကြိုက်ဆုံးဝက်ချံအမာရွတ် product ရှိရင်လည်း comment မှာမျှဝေပေးပါဦး။ဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ရှိပါတယ်။အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေ။